ငငယ်တုန်းကလေဖြူရဲ့အင်္ဂလိပ်စာဆရာမတွေကအဲ့ဒီအတန်တွေ phonetics ကိုအဲ့လိုသင်ပေးလိုက်တာရှင်အခုအဲ့လိုမသင်ကြတော့ဘူးလားအကြောင်းတွေမှာဆိုတော့အဲ့ဒါကိုနိုင်ငံသားတငယ်ချင်းတယောက်ကိုသွားပြောပြလို့ရှိရင်ဒီတန်ထွက်ကဘာမှနေလို့ဒါကိုရည်ကြတာလဲဆိုတော့သူတို့အရင်အံ့ဩကြတယ်ဆိုတော့ဒါမဲ့လည်းရပါတယ်ဖြူခွင့်လို့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြောကြရင်လည်းပြီးတာပါပဲလေနောက်တစ်ခုကကြပါရှိလဲဆိုတော့အဲ့မှာခုနကမောင်လေးပြောသလိုပေါ့ပရိသတ်ဆိုတော့တချို့နေရာတွေမှာလေပရိသတ်နဲ့ haters နဲ့ကိုမကွဲဘူးဖြစ်နေကြတယ်တချို့ haters တွေကလည်းပရိသတ်ရောင်ဆောင်ပြီးတော့ twisted လုပ်နေကြတယ်အမှန်တော့ဒါနိုင်ငံခြားကဒီ pop scene မှာဆိုလို့ရှိရင်လည်းရှိကြတာပဲလေ fandom တွေရှိကြတယ်တည်ရမလား haters တွေဆိုသူတို့ကိုသူတို့ဒီဆိုတော့ဒီအနုပညာရှင်မစိုက်တဲ့ haters တွေနဲ့ရက်တည်ကြတယ်ပရိသတ်တွေဆိုလို့ရှိရင်လုံးဝ fandom တွေနဲ့ရက်တည်ကြတယ်အဲ့လိုပေါ့နော်ဒီမှာကြတော့နည်းနည်းလေးရှုပ်ထွေးနေကြတယ်လို့ပဲပေါ်တင်လဲတစ်ဖက်ဖက်မှာမနေရတဲ့တကာလမှာhaters တွေကတခါလေးကြာရင်ပရိသတ်ရောင်ဆောင်ပြီးတော့ဝေဖန်ကြတယ်ဒါပေမဲ့ဝေဖန်မှုကိုဖြစ်ပြီးအများရန်၃မျိုးခွဲထားတယ်တခုကပါလဲဆိုဝေဖန်အကြံပြုတာကြတော့ကို့အားပေးရဲ့ချစ်တဲ့ပရိသတ်ကလုပ်တယ်ချစ်လို့အားပေးလို့ပိုကောင်းစေချင်လို့ရင်ကျေးစွာနဲ့အကြံပြုတဲ့အရာဆိုလို့ရှိရင်တလေးတစားတမိုးထားပြီးတော့ကျေးဇူးတင်စွာနဲ့နားထောင်တယ်လက်ခံတယ်ပြင်စရာရှိရင်တင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဝေဖန်ပိုင်းခြားသုံးသပ်တာပေါ့အဲ့ဒါကြတော့ချစ်ချင်းမုန်းချင်းမပါဘူးဗက်လိုက်မှုမပါဘဲနဲ့ဘယ်လိုခေါ်မလဲspecialized analyst လို့ခေါ်တယ်အဲ့လိုလူတွေကလုပ်တယ်အဲ့ဒါပါလဲဆိုတော့ဒီဂီတပိုင်းဆိုလို့ရှိရင်ဂီတအပိုင်းကိုကျွမ်းကျင်တဲ့မီဒီယာသမားတွေပညာရှင်တွေကနေပြီးတော့သုံးသပ်တတ်တဲ့သူတွေပေါ့သူတို့တွေကလုပ်တယ်နိုင်ငံရေးသမားကိုဝေဖန်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံရေးပညာဥပဒေပညာကိုတက်ကျွမ်းနားလေတဲ့သူတွေကဗက်လိုက်မှုမပါတဲ့ဝေဖန်ပိုင်းခြားသုံးသပ်မှုမျိုးကိုလုပ်တယ်နိုင်ငံသားမှာဆိုလို့ရှိရင်တော့ဘယ်လိုခေါ်မလဲဒီယုံကြည်စိတ်ချရတဲ့နာမည်ကောင်းတဲ့မီဒီယာတွေကလုပ်ကြတာပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုဝေဖန်မှုကကြတော့ဝေဖန်တိုက်ခိုက်တာဝေဖန်တိုက်ခိုက်တယ်ဆိုကြတဲ့ကိုကအဲ့ဒါပရိသတ်ကလုံးဝမလုပ်ဘူးဝေဖန်တိုက်ခိုက်နေပြီသူ့ကိုသူပရိသတ်ပါလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ပရိသတ်တွေကဘာမှအလုပ်မလုပ်လို့ဝေဖန်တိုက်ခိုက်မှုဆိုတဲ့နေရာမှာပုံကိုယ်တိုက်ခိုက်တာတော့လည်းကောင်းတစ်ခုခုပေါ့ခွဲခြားမှုအလုပ်ရှိလာပြီဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်တယ်နံပါတ်1အချက်ကအဲ့လိုဝေဖန်တိုက်ခိုက်ပြီဆိုကြတဲ့ကိုကသူ့ရဲ့နောက်ွယ်မှာအကြောင်းရင်းရှိတယ်ပြီးရင်သူ့မှာရည်ရွယ်ချက်ရှိတယ်ရှင်းရှင်းလေးအဲ့တော့ तू ဘယ်ကလာလဲဆိုတာ trace လိုက်ကြည့်လိုက်တယ် तू ကကိုယ့်လိုမျိုးလုပ်တဲ့အလုပ်တူနေလို့လားဟုတ်တယ်မလားနံပါတ်1အချက်ကအဲ့ဒါစဉ်းစားရမယ်ဆိုတော့ဖြူဖြူပြိတ္တတွေကိုလည်းမျှဝေပေးခြင်းတဲ့သဘောပါဒါဒီခေတ်ကြီးမှာအဲ့လိုအားလုံးကြုံရတယ်လीနော်ဆိုတော့နံပါတ်1အချက်ကကိုယ့်ကိုတိုက်ခိုက်တဲ့သူတွေ့ပြီဆိုလို့ရှိရင်တေးကြပြီ तू ဒီကိုယ့်ရဲ့ပြိတ္တမဟုတ်တာတော့တေးကြပြီ haters တွေက तू ဘာလို့လုပ်တာလဲဆို तू နဲ့ကိုယ်နဲ့အလုပ်တူနေတာလားအလုပ်တူတယ်ဆိုတော့ okay तू မနာလို့ပေါ့ကွာအလုံးမတူဘူးဆိုလို့ရှိရင်နံပါတ်2နောက်တစ်ဆင့်အောင်ဆက်ကြည့်လိုက်တယ်ကိုရဲ့သူ့ရဲ့ချစ်သူမိတ်ဆွေပတ်ဝန်းကျင်ဆွေမျိုးသားချင်းအတိုင်းဝိုင်းထဲမှာကိုနဲ့အလုပ်တူတဲ့သူရှိနေလားအဲ့အတွက်ကြောင့်သူကိုတိုက်ခိုက်နေရလားပေါ့ဟုတ်တယ်ဆိုလို့ရှိရင်လည်းအဖြေကထွက်သွားတာပေါ့နော်မဟုတ်သေးဘူးဆိုနောက်တစ်ဆင့်နံပါတ်3ကိုကြည့်လိုက်တယ်ကိုရဲ့ချစ်သူမိတ်ဆွေပတ်ဝန်းကျင်ဆွေမျိုးသားချင်းအတိုင်းဝိုင်းထဲမှာသူနဲ့အလုပ်တူတဲ့သူရှိဘူးလားအဲ့တစ်ချက်ကိုကြည့်လိုက်တယ်အဲ့လိုလုပ်တူနေလို့ရှင်တော့ okay သူမနာလို့လုပ်တာတေချာသွားပြီအဲ့ဒါလည်းမဟုတ်သေးပြန်ဘူးဆိုလို့ရှင်နောက်ထပ်နံပါတ်4တစ်ချက်ကိုသွားတယ်အဲ့ဒီနံပါတ်4တစ်ချက်ကကြတော့ဖြူဖြူမှာတော့ထဲတွက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်တစ်ချက်လဲဆိုလို့ရှင်ကိုနဲ့ရက်တီချက်ယုံကြည်ချက်မတူတဲ့အတွက်ကြောင့်မတူတဲ့သူတွေကနေပြီးတော့ပေါ့နော်ဒီလူတွေကိုကြေးစားများငှားပြီးတော့သို့မဟုတ်အခွင့်အရေးတစုံတရာပေးထားပြီးတော့ကိုယ့်ကိုတမင်တက်တိုက်ခိုက်ခိုင်းနေတာလားဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖြူဖြူကကြတော့လဲဟိုတန်တမန်အနေနဲ့ကိုယ့်နာမည်ပေးပြီးတော့လူမှုလုပ်ငန်းလေးတွေလုပ်တာရှိတယ်လीနော်လူကုန်ကူးမှုတိုက်ဖျက်ရေးတန်တမန်လုပ်တာမျိုးတို့နောက်ပြီးတော့မှုရစံကျင်ရေးလုပ်တာမျိုးတို့နောက်တစ်ခါကျတော့ဖြူစီယုံမှာဆိုလို့ရှိရင်လဲခိုးကူးတိုက်ဖျက်ရေးဆိုပြီးလုပ်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတော့အဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားရတယ်ကိုယ်အရန်တိုက်ခိုက်တယ်ဆိုတဲ့ဟာမျိုးရှိတဲ့ခါကြရင်အဲ့ဒီတွေကမှမဟုတ်တော့ပြန်ဘူးဆိုလို့ရှိရင်နောက်တစ်ချက်ကပါလဲဆိုတော့
ကိုရီလိုဒီ celebrity တွေနဲ့ရှင်ပြိုင်တိုက်ခိုက်ရဲတယ်ဆိုပြီးတော့ပဲသူ့ကိုယ်သူဟိုနာမည်ကြီးဖို့အတွက်ပုဂ္ဂလိကနာမည်ကြီးဖို့အတွက်လှုပ်ချင်တဲ့ site ကိုများလားပေါ့နော်အဲ့ဒါလားဆိုနောက်တစ်ဆင့်နံပါတ်5ကိုကြည့်ပြန်တယ်ကဲအဲ့ဒါလည်းမဟုတ်တော့ပြန်ဘူးဆိုတော့နောက်ဆုံးနံပါတ်6တစ်ချက်ပဲကြံတော့တယ်အဲ့ဒါပါလဲဆိုတော့သူဒီဟိုမွေးရပါဗီဇစိတ်အခြေကိုကအငုံစိတ်ရှိပြီးတော့စိတ်ဓာတ်မကောင်းရှာလို့ပဲလို့သတ်မှတ်လိုက်တော့တယ်အဲ့တော့အဲ့ဒီအချက်6ချက်နဲ့ပဲဝေဖန်တိုက်ခိုက်မှုတွေကိုဖြေရှင်းလိုက်တယ်